မင်္ဂလာပါဆောင်းလက်စတီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကဲဗျ3မိန်းကိုင်းလေးကျွန်တော်စီမှာအုတ်ထုတ်လေးအလှလေးလာရောက်တက်ဆင်သွားခြင်းဖြစ်ပါတယ်ဒီကောင်လေးကရှေးလာလေးနဲ့နောက်ပြီးတော့ရေကာလေးတွေကမှစပါခြင်းနဲ့ဆိုလို့ customer ချစ်ကိုကြီးကျွန်တော်စိတ်တိုင်းကြလေးတက်ဆင်ပေးထားတယ်ရှေးလာလေးတွေကမှအစားကျွန်တော်ထဲမှာလေသာသားထဲမှာထက်ချုပ်ပေးထားတာမို့လို့ quality ပိုင်းကတော့လုံးဝစိတ်ချရပါတယ်ဗျအမိုးရဲ့လေသာသားလေးကမှအစားကျွန်တော်ဂျပန်လေသာသားလေးနဲ့ကျွန်တော်တေချာလေးတက်ဆင်ပေးထားတယ်စိုင်းနမယ်လေးကမှအစားကျွန်တော်တခါတည်းထည့်ပေးထားပါတယ်ဗျနတ်တိုက်လေးနဲ့ဒီကောင်လေးကအရှင်လေးဖြစ်သွားမယ်ဖြုတ်လို့တက်လို့လွယ်ကူသွားမယ်အောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်အပူကန်တစ်ထက်လေးကျွန်တော်ထည့်ပေးထားတယ်တန်းစိတ်လေးလည်းဖြစ်သွားမယ်ဗျဘေးပခုံးတန်းလေးတွေကစပါမယ်အရှိဘက်မှာဆိုလို့ရှိရင်ကျွန်တော်အလဲဘက်မှန်အထိုင်လေးကစကျွန်တော်တစ်ခါတည်းထည့်ပေးထားပါတယ်ဗျကစတမာချစ်ကိုရကျွန်တော်မိုးရွာကြီးထဲမှာတော့မှစိတ်ကြီးလက်ရှိနဲ့တီးခတ်ပြီးစောင့်ပြီးတက်သွားတဲ့3မိန်းမိုးကိုင်းလေးအုတ်ထုတ်လေးကညင်ပါဝ200အတွက်စိုက်လေးဖြစ်ပါတယ်ဗျအခုလိုမျိုးဈေးကြော်ကနေအခုလိုမျိုးတကူကလာရောက်အားပေးတဲ့ကစတမာကိုကြီးကိုကျွန်တော်စိတ်ရမ်းကြလေးတက်ဆင်ပေးလိုက်ပါပြီအုတ်ထုတ်လေးတွေပဲတီးတက်မင်းနေတဲ့ကစတမာတွေအတွက်လည်းကျွန်တော်ဒီလိုအုတ်ထုတ်လေးမျိုးလေးတွေလည်းကျွန်တော်တို့ဘက်ကနေတက်ဆင်ပေးပါတယ်လို့ပြောကြအပ်ပါတယ်ခင်ဗျပစ္စည်းလေးတွေလည်းပြက်လက်ဖို့ရောက်ဈေးနှုန်းလေးလည်းပြောင်းလဲမှုရှိပါတယ်ဗျဒါကြောင့်မို့လို့ကျွန်တော်စီကိုဖုန်းလေးကြိုဆက်ပြီးတော့ဈေးနှုန်းလေးလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျယုံကြည်မှုနဲ့ခုလိုမျိုးတကူကလာအားပေးတဲ့ customer ကိုကြီးကျွန်တော်ဘက်ကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ